ဒီနေ့မှာတော့အရှိရာအပိုင်းတစ်ထဲပုံမှုရှုပ်ထွေးတဲ့အပိုင်းတွေစီကိုဆက်သွားပါမယ်။ဒီအပိုင်းမှာတော့ဇကားတွေကဇက်ကောင်တွေအလို့လို့ပုံနဲ့ဒါရိုက်တာပေးခြင်းတဲ့ရည်ရွယ်ချက်တွေကိုပါတခါတည်းရှင်တွဲဖော်ပြပေးသွားပါမယ်။အန်ဒီဟာငငယ်ကဖြစ်ရဆိုးနဲ့ကြုံခဲ့ရတယ်လို့ပြောပြီးဘာဖြစ်လို့ဆန်နာခရူကန်းကြီးကိုပြန်လာခဲ့ရတာလဲ။ဒီကိစ္စကအိမ်အောင်ဦးစီးဖြစ်တဲ့ Gave နဲ့ပဲဆိုင်ပါလေ။ Gave ဟာပျော်ရွှင်တဲ့မိသားစုအဖြစ်ပုံဖော်ကျင်တာကြောင့်အန်ဒီရဲ့အတိတ်ကဖြစ်ရဆိုးကိုလိလူရှုခဲ့ပါလေ။ Gave ရဲ့စိတ်ထင်အန်ဒီဟာအရေးကိစ္စကြုံလာရင်သူ့ကိုအားကိုးစေချင်တာကြောင့်ကံကြမ္မာဆိုးကိုဖိတ်ခေါ်ခဲ့ပါလေ။ဒီအပိုင်းမှာတော့ဒါရိုက်တာပေးနေတဲ့ရည်ရွယ်ချက်ကလူသားဆန်တဲ့အမှားပဲဖြစ်ပါလေ။လူရည်လို့ဖြစ်လာရင်ကိုပြစ်ချင်တာကိုဦးစားပေးပြီးအန်ရည်ဖြစ်လာရင်လည်းငါကူညီနိုင်မှာပါဆိုပြီးတော့တစ်ဖက်လူရဲ့ကိစ္စကိုဝင်ရောက်ထိမ့်ပေးတာမျိုးပါ။ဒါဟာအမှားလုပ်မိခြင်းရဲ့သင်္ကေတဖြစ်ပြီးငါသိတယ်ငါလုံနိုင်နေဆိုတဲ့မာနကြောင့်ပါ။အဲ့ဒီမာနကြောင့်ပဲမိသားစုကိုအန်နီရဲ့ဖိတ်ခေါ်တယ်လို့ဖြစ်သွားခဲ့ပါလေ။ဒါဟာအန်နီကိုဆန်တာခရူကန်းချီကိုပြန်လာစေခဲ့တဲ့အကြောင်းရင်းပဲဖြစ်ပါလေ။ Gave ရဲ့အင်ဂျီဘောက Howard စကလုံးဟာတာမန်စကလုံးမဟုတ်ဘဲနဲ့ Howard University ကိုစားပြုပါလေ။ဒါရိုက်တာကရည်ရွယ်ချက်ရှိနဲ့ထည့်ထားတာဖြစ်ပြီး Gave ရဲ့ဇာတ်ရိုက်ကိုဖော်ပြပေးထားပါလေ။ Howard University ဟာပညာတတ်လူအတိုင်းဝိုင်းအတွက်ဂုဏ်ယူစရာဖြစ်တာကြောင့် Gave ဟာကြောင်းကောင်းမှနေရပြီးမြေအောက်က Gave နဲ့ပုံစံတူအရေးပုံပွားကတော့ကြေးကျုံဘဝနဲ့အောက်ခြေလွှာမှာနေရတယ်ဆိုပြီးလူရန်သားကွာဟချက်ကိုမိမောင်းထိုးပြထားပါလေ1985ခုနှစ်ကထွက်ရှိခဲ့တဲ့ Jaws ဆိုတဲ့ငမန်းကားကိုမကြည့်ဘူးတဲ့သူမရှိသလောက်နေပါပါလေဂျေဆန်အင်ဂျီဘောက Jaws ဟာဒီကားကိုရည်ရွယ်ထားတာမဟုတ်ပဲငမန်းတွေကကမ်းခြေမှာပုံရှိုးကွယ်ရှိုးနေရတယ်လို့အရေးပုံဘွားတွေကလည်းမြေရောက်ထဲမှာပုံရှိုးကွယ်ရှိုးနဲ့နေရတယ်ဆိုပြီးလူဒန်းစားကွာချက်ကိုဖော်ပြထားပါတယ်။နောက်ပြီးကမ်းခြေမှာငမန်းအန်ဒီရရှိတယ်လို့မျိုးပဲအန်ဒီအတုနဲ့အန်ဒီအစ်စ်တို့စတင်တွေ့ဆုံခဲ့တာကကမ်းခြေမှာပဲဖြစ်ပါတယ်။ဒါကိုဒါရိုက်တာက Jaws ပုံပါအင်ဂျီနဲ့ဖော်ပြထားပါတယ်။ဂျေဆန်နောက်ကျော်ရဲ့တန်ပုံးပေါ်က Please don't litter ကမ်းခြေကအင်တာဘေးမှာရှိတဲ့တန်ပုံးတွေပေါ်မှာ Please don't litter ဟာကျေးဇူးပြုပြီးအမိုက်မချပါနဲ့လို့ပြောထားတာဖြစ်ပါတယ်။ဇက်ကားနဲ့ဆက်ဆက်ကြည့်လိုက်ရင်လူသားတွေအတွက်အရေးပုံပွားတွေဟာရှီမန်းမသိတဲ့အမိုက်တတာအဆင့်ဖြစ်တယ်ဆိုတာကိုဖော်ပြချင်တာပါ။အမိုက်ဆိုတဲ့အတိုင်းသူတို့ဟာအစွန်းပစ်ခံလူဒန်းစားတွေဖြစ်နေပါလေ။လူသားတွေဟာမြေပြင်ပေါ်မှာတော့စီးကန်းတွေတတ်မှတ်ထားပေမဲ့တကယ်တမ်းမှာတော့သူတို့ကိုယ်တိုင်ပြုမှုလှုပ်ဆောင်နေတယ်လို့ပြောချင်တာပါ။အန်ဒီဟာကမ်းခြေမှာသူ့တငယ်ချင်းနဲ့စကားပြောနေခြင်းသူ့နောက်ကနေကျဲပုံပါအနီရောင်ဒိုးပြဝိုင်းလေးကျလာခဲ့ပါတယ်။အဲ့ဒီအတိတ်ပဲကတော့အနီရောင်အပြရောင်အဖြူရောင်ကျဲဒီလေးခုဟာအမေရိကန်အလံရဲ့အဓိကအကြောင်းတွေပါ။ဇကားရီယာနဲ့ဆက်တွေးကြည့်လိုက်မယ်ဆိုရင်အမေရိကန်အစိုးရဟာဒီအရေးပုံပွားတွေကိုဖန်တီးထုတ်လုပ်ခဲ့ပြီးလက်လွတ်စပဲစွန့်ပစ်ခဲ့တာကြောင့်အရေးပုံပွားတွေကမကျေနပ်ခဲ့ပါဘူး။ဒါကြောင့်ဒီအရေးပုံပွားတွေကမြေပြင်ပေါ်တက်လာပြီးတော့အမေရိကန်ကိုပြန်လည်သိမ်းပိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပါ။တရိษံနေထဲမှာယုံဟာဓာတ်ခွဲခန်းအတွင်းစမ်းသပ်ခံရမှုအများဆုံးသက်သက်ပါဒီကားထဲမှာလည်းအရေးပုံပွားတွေကယုံတွေလိုပဲအစမ်းသက်ခံဖြစ်ခဲ့ရပြီးချုံနောင်ကန်ဘဝနဲ့နေခဲ့ရတယ်လို့ပြောချင်တာပါဒါရိုက်တာရဲ့ရည်ရွယ်ချက်ကတော့ချမ်းသာတဲ့အထက်ကလူတွေကဆင်းရဲတဲ့အောက်ခြေအပိုင်းကိုသူတို့စိတ်ကြိုက်ချဲလဲနိုင်တယ်ဆိုတဲ့သဘောပါနောက်ထပ်ရှာဖွေမှုတစ်ခုကတော့အန်ဒီအတုသူ့အိမ်မှာပင့်ကူအယုတ်လေးကိုကြည့်နေတဲ့ချိန်မှာအဲ့ဒီပင့်ကူရဲ့အောက်ကပင့်ကူအစစ်ထွက်လာတာကိုသတိထားမိမှာပါဒါဟာအန်ဒီအစစ်မြောက်ကနေပြီးတော့ထွက်လာပြီးအစစ်မှန်ကိုပေါ်ပြတော့မယ်ဆိုတဲ့သတိပေးချက်ပဲဖြစ်ပါလေအန်ဒီငငယ်တုန်းကကမ်းခြေမှာပျောက်သွားပြီးပြန်ပေါ်လာတော့အန်ဒီဟာစကားမပြောတော့တာကြောင့်အန်ဒီမိဘတွေကသူ့သမီးမဟုတ်မှန်သိနေလို့စိုးရိမ်နေကြတာလားဒီထဲမှာဖြစ်နိုင်ခြေကနှစ်ခုရှိပါတယ်မိဘတွေကသူတို့သားသမီးအပြုအမူပြောင်းသွားတာဟာသူကြောက်နေခဲ့လို့ထင်မြင်ကြတာပါသူ့ရဲ့မိဘတွေရဲ့အတွင်းစိတ်ထဲမှာတန်တရားရှိနေပေမဲ့ကိုသမီးကိုပြန်တွေးရတာနဲ့ပျော်နေကြပါတယ်နောက်တစ်မျိုးကတော့သူတို့သမီးအန်ဒီဟာတကူကူမားနေတယ်လို့ထင်ပေမဲ့သူမဟာစိတ်တန်ရာအကြီးကျယ်ရသွားတာကြောင့်ပဲဖြစ်မှာပါဆိုပြီးလက်ခံခဲ့ကြပါတယ်သူတို့မိဘတွေကအရေးပုံပေါ်တဲ့အကြောင်းတော့လုံးဝမသိပါဘူးဘာကြောင့်ဆိုအစိုးရဟာပြပြနဲ့ဖုံးကွယ်ထားတာကြောင့်ပါဒါရိုက်တာရဲ့ရည်ရွယ်ချက်ကတော့မိဘတွေကကိုသားသမီးရဲ့အပြောင်းလဲကိုဘယ်လောက်တောင်သိကြလဲဆိုတာကိုမေးခွန်းထုတ်ထားပါတယ်ဂျေဆန်ကမီးမထွက်တဲ့မီးချစ်ကိုဘာလို့စောင့်နေရတာလဲဂျေဆန်ဟာစိုးရင်ပူဝင်တတ်တဲ့ယောဂတစ်မျိုးကိုခံစားနေရတတ်သူလို့ပြောလို့ရပါတယ်မီးချစ်ကိုစော့တာဟာအာယုံပြောင်းဖို့စိုးရင်စိတ်တွေကိုရှော့ချဖို့ဖြစ်နိုင်ပါတယ်
သူဟာမီးမထွက်တာကိုသိနေပြီမဲ့ထက်ကတလေလေးဆက်စော်နေတာဟာအချင်းကြီးအလုပ်တွေကိုထက်ကတလေလေးလုပ်နေတဲ့လူအဖွဲ့အစည်းကိုတယောထားတာပါမီးချက်ကမီးမထွက်လာတာကတော့အရေးပုံပွားတွေဟာလူသားလေးလိုဖြစ်အောင်ကြိုးစားခြင်းပေမဲ့လုံးဝမအောင်မြင်နိုင်ဘူးလို့ပြောချင်တာပါနောက်ထပ်ဂျေဆန်နဲ့ပုံစံတူအရေးပုံပွားရဲ့မျက်နှာမှာမီးလောင်တရားတွေရှိပါတယ်ဒါဟာမြေပြင်ပေါ်ကဂျေဆန်ကမီးချစ်ဆော်တာဟာမီးမထွက်ပေမဲ့မြေအောက်ကအရေးပုံပွားကတော့မီးထွက်တာကြောင့်မျက်နှာမှာမီးတွေလောင်သွားခဲ့ရတာပါဖန်သီယိုရီအများကြီးတွေကမှာမြေပြင်ပေါ်ကဂျေဆန်ဟာအတုဖြစ်ပြီးမီးလောင်တရားရှိတဲ့ဂျေဆန်ကအစ်စ်ဆိုပြီးပြောကြပါတယ်ဘာလို့လဲဆိုရင်အန်ဒီအတုကသူ့သမီးဆိုတာထက်သူ့သားဂျေဆန်ကိုပိုချစ်ပြနေတာကြောင့်ပါအမေတွေကသမီးတွေထက်သားတွေကိုပိုချစ်တယ်လို့ပေါ့ဂျေဆန်ရဲ့မျက်နှာဖုံးဝတ်ထားရတဲ့အကြောင်းရင်းကတော့သူ့ရဲ့စိတ်မသက်သာတဲ့အချိန်မှာမျက်နှာကအမူအရာတွေကိုထိန်းချုပ်ခြင်းတာခံစားချက်တွေကိုဖုံးကွယ်ခြင်းတာပတ်ဝန်းကျင်ရဲ့စိတ်မသက်သာမှုတွေကိုကာကွယ်ခြင်းတာကြောင့်ဖြစ်ပါတယ်။ဇိုရာနဲ့ပတ်သက်ပြီးတော့သူ့အင်ဂျီမှာဗီယက်နမ်ဘာသာစကားနဲ့စကားလုံးတစ်လုံးရှိပါတယ်။အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကယုံဖြစ်ပါတယ်။အရှိမပြောခဲ့သလိုယုံနေဟာအရေးပုံဖွားတွေရဲ့စားစရာချုံနောင်ကံဘဝစမ်းသပ်ခံတသက်ဝါတွေဖြစ်ပါတယ်။ဇိုရာကိုယ်တိုင်ကအရေးပုံပွားအန်ဒီရဲ့သွေးတွေပါပြီးမဲ့လူသားဆန်မှုအနေငယ်ရှိပါတယ်။ဒါကြောင့်ဒါရိုက်တာကလူသားဆန်မှုဆိုတာမွေးဖွားလာပုံကြောင့်ပြောင်းလဲသွားတာလားဒါမှမဟုတ်ရွေးချယ်မှုတွေကြောင့်ပြောင်းလဲသွားတာလားဆိုတဲ့အဖြေကိုတွေးမိအောင်ဖော်ပြထားပါတယ်။ဇကားရဲ့နောက်ဆုံးပိုင်းမှာတော့ဂျေဆန်ဟာသူ့အမေအန်ဒီအတုကိုမယုံသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်နေရအောင်တွေးကြမှာပါ။ဒီအပိုင်းကအတိတ်ပဲအများကြီးပေးသွားပြီးဂျေဆန်ကသူ့အမေဟာတကူးကူမားနေတယ်ဆိုပြီးတွေးနေတာလားဒါမှမဟုတ်သူ့အမေဟာလူသားအစ်စ်မဟုတ်ပဲသူ့အမေတက်လို့တည်သွားတဲ့အန်ဒီအစ်စ်ရဲ့နေရာကိုရယူခဲ့ပြီးလူသားဆန်စွာနေခြင်းနေခဲ့တာလားဆိုပြီးတွေးနေခဲ့ပုံရပါတယ်ဒါကိုအန်ဒီအတုဘက်ကတွေးကြည့်လိုက်မယ်ဆိုရင်သူဟာငငယ်တုန်းကမြေရောက်ထဲမှာထိန်းချုပ်ခံဘဝနဲ့နေရပေမဲ့ကံကြမ္မာရဲ့မျက်နှာသာပြီးမှုကြောင့်မြေပြင်ပေါ်ကိုရောက်လာနိုင်ခဲ့ပြီးလူသားဆန်တဲ့ဘဝကိုပိုင်ဆိုင်သွားခဲ့တာကြောင့်အဆုံးသတ်မှာသူဟာပြုံးနိုင်သွားခဲ့ပါတယ်ဘလို့ပဲပြောအန်ဒီဟာနောက်ဆုံးအချိန်ထိအန်ဒီအစ်စ်ဟုတ်မနေခဲ့ဘူးဆိုတာသူ့ပါပေါ်ကသွေးပုံစံအမားချစ်ကိုကြည့်ရနဲ့သိနိုင်ပါတယ်ဇကားရဲ့အဆုံးသတ်မှာတော့အရေးပုံပွားလူဒန်းအရှိကြီးဖြစ်တဲ့ Han Across America ကိုတွေ့ရမှာဖြစ်ပြီးသူတို့ဘဝကိုစာနာနားလည်နိုင်အောင်ပုံဖော်သွားနိုင်ခဲ့ပါတယ်ဒီဇကားနဲ့လက်ရှိဖြစ်ပျက်မှုတွေကိုနှိုင်းယှဉ်လိုက်ရင် Han Across America ကိုလှုပ်ဆောင်တဲ့အမေရိကန်တနိုင်ငံလုံးစီးလုံးမှုရဲ့အပေါ်ရန်ပုံရိပ်ဟာအောက်ခြေကလူတွေရဲ့ဒုက္ခကိုဖုံးကွယ်ထားပုံစစ်မှန်တဲ့အန်ဒီရဲ့ဟာပြင်ပကသစိမ်းမဟုတ်ပဲမိမိကိုယ်တိုင်ဖြစ်နေတာကဘာကြီးကိုညစ်ပတ်စီတာလေကျွန်တော်တို့လူသားတွေပါပဲဆိုတာကိုပြောပြသွားခဲ့ပါတယ်S 2019ဟာဂျော်ဒန်ဖီးရဲ့ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၃កောက်ကြည့်ရင်တော့တော်ရုံနဲ့နားမလည်နိုင်ပါဘူးလူသဘောတဘာဝရဲ့အမောင်ကျန်းနေနိုင်ငံရေးအမြင်ဝေဖန်ချက်တွေနဲ့ဟော်ရာကိုလှလှပပလေးရောစက်ရိုက်ကူးထားတာကြောင့်ပါဒါကြောင့် S 2019ကိုပထမတစ်ခါကြည့်ပြီးကျွန်တော်ရှင်းပြတဲ့ဒီပိုင်းနှစ်ပိုင်းကိုလာနားထောင်လိုက်ပါနောက်တစ်ခေါက်ပြန်ကြည့်မယ်ဆိုရင်တော့လုံးဝသဘောပေါက်သွားမှာပါလို့ပြောရင်းနဲ့နောက်ဗီဒီယိုမှာတွေ့ကြပါမယ်